ငရင်တန်ကြုံပြီးမှတေချက်တွေကိုအထူးသတိပြုပေးပါပြီးခဲ့တဲ့မက်စလာ28ရက်နေ့နေ့လယ်ပိုင်းတုန်းကကျွန်တော်တို့မြန်မာနိုင်ငံစကိုင်းတိုင်းမှာအင်အား9.9 Richter scale ရှိတဲ့မြေငလင်းကြီးလှုပ်ခတ်ခဲ့ပါတယ်ဒီငရင်တစ်ခုတည်းတင်မကပဲနောက်ထပ် aftershock လို့ခေါ်တဲ့နောက်ဆက်တွဲငရင်တွေလည်းထပ်မံလှုပ်ခတ်ခဲ့ပါတယ်ဒီငရင်တွေရဲ့တက်ရောက်မှုကမန္တလေးစကိုင်းမကွေးနေပြီးတော့ရှမ်းပြည်နယ်တို့ထိရှိခဲ့ပြီးတော့မြန်မာနိုင်ငံတင်မကပဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာပါတက်ရောက်မှုအားပြင်းခဲ့ပါတယ်ငရင်တန်ကဘလောက်ပြင်းထန်ပြီးတော့ထိခိုက်ပျက်စီးမှုတွေဘလောက်များလဲဆိုတာအားလုံးလဲလူမှုကွန်ရက်ကဗီဒီယိုတွေမှာမြင်ပြီးကြားလောက်ပြီးထင်ပါတယ်ပထမဆုံးအနေနဲ့ခုလိုမျိုးအင်အားပြင်းငရင်ကြီးကြောင့်ထိခိုက်ခဲ့ရတဲ့သူတွေတက်အိုးစီးစိန်ဆုံးရှုံးရတဲ့သူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေတော့တကယ်ကိုပဲထက်တူထက်မြတ်ကြေကွဲရကြောင်းကိုပြောပြလိုပါတယ်အဆဆရရကြက်တဲနေတဲ့ချိန်မျိုးမှာခုလိုမျိုးကြုံတွေ့ရတာကတကယ်ကိုစိတ်မကောင်းဖြစ်စရာပါပဲဒါပေမဲ့အားလုံးပဲအသင်ထားကြပါလို့ရင်းဆုံးပြောကြလိုပါတယ်ဒီနေ့သူသတိပေးပြောချလိုတဲ့ကတော့ခုလိုမျိုးအင်အားပြင်းငရင်ကြီးတွေလှုပ်ခတ်ပြီးမှဖြစ်လာနိုင်တဲ့နောက်ဆက်တွဲတွေနဲ့သတိထားရမယ့်ချက်တွေပဲဖြစ်ပါတယ်။အင်အားကြီးငရင်ကြီးတွေလှုပ်ခတ်ပြီးမှတော့ aftershock လို့ခေါ်တဲ့နောက်ဆက်တွဲငရင်တွေထပ်လုံနိုင်ခြင်းအများကြီးရှိပါတယ်။ဒါကြောင့်ငရင်ကြီးဖြစ်ပြီးမှတော့ရင်ဆောင်ကိုနဲ့ကိုပဝန်းချင်ကလူတွေထိခိုက်ဒဏ်ရာရမရတာကိုစစ်ဆေးပေးရပါမယ်။ဒဏ်ရာရထားရင်တော့ရှေ့ဦးဒူနာပြုနည်းတွေနဲ့ရင်ဆောင်ပြုစုပေးဖို့လိုအပ်ပါတယ်။ပြီးရင်နောက်ထပ်ရည်ရှိဆုံးကတော့ကိုနေထိုင်တဲ့စောက်ဦးကဘလောက်ထိထိခိုက်မှုရှိထားတယ်ဆိုတာကိုစစ်ဆေးရပါမယ်။တကယ်၍ကိုနေထိုင်တဲ့စောက်ဦးကလုံလောက်တဲ့ကြက်ခိုင်မှုမရှိတော့ဘူးဆိုရင်အဲ့ဒီနေရာကနေအမြန်ဆုံးရှောင်ရှားဖို့လိုအပ်ပါလိမ့်မယ်။ဒါမှသာနောက်ဆက်တွဲငရင်တွေဆက်ဖြစ်လာတဲ့ခါကျရင်မလိုလားအပ်တဲ့ထိခိုက်ဆုံးရှုံးမှုတွေရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်တတိထားရမယ့်ချက်ကတော့လောလောလဲငရင်လှုပ်ထားတဲ့နေရာမှာမီးချေးတွေကိုလုံးဝမတုံ့တင်ဘူးဆိုတာပါပဲ။ဘာလို့လဲဆိုတော့ငရင်ကြောင့်တန်ခွေရုပ်ဆိုင်မှုတွေဖြစ်ပြီးမီးပေးအန်တရနဲ့ပါထက်ကြုံတွေ့နေတာကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်မီးချစ်ကိုလုံးဝမတုံးပဲမီးခလုတ်တွေကိုပါပိတ်ထားပြီးတော့ဓာတ်မီးနဲ့ဘက်ထရီတို့ကိုပဲတုံးတင်ပါတယ်။နောက်ပြီးကိုနေထိုင်တဲ့နေရာမှာတန်ခွေနဲ့တို့ဓာတ်ဆီနဲ့တို့လိုမျိုးလောင်စာနဲ့ကူရခဲ့တဲ့ဆိုရင်မီးပေးအန်တရကိုရှောင်ရှားဖို့အတွက်အဲ့ဒီနေရာကနေအမြန်ဆုံးထုတ်ခွာလိုက်ပါပင်လယ်ကမ်းခြေနားနဲ့ကရုတ်တန်းနားမှာနေထိုင်ကြသူတွေနဲ့လည်းငင်လှုပ်ခတ်မှုပြီးမှလှိုင်းလုံးကြီးနေတဲ့ခက်မသိရင်ဆူနာမီလှိုင်းလုံးကြီးတွေအထိတက်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဒါကြောင့်သတင်းတွေကို view site နားထောင်ပြီးလိုအပ်မယ်ဆိုရင်ကောင်းမြင့်ဒေတာတွေပေါ်ချိန်ပြီးရွှေ့ပြောင်းနေထိုင်ရပါမယ်။နောက်ဆုံးအနေနဲ့အရေးကြီးဆုံးချက်ကတော့ဒီကာလကြီးမှာအကုန်လုံးကခက်ခဲနေတဲ့သူဖြစ်တဲ့အတွက်အချင်းချင်းကူညီဆောက်ရှောက်ပေးကြဖို့ပါပဲ။လူမျိုးဘာသာခွဲခြားမှုတွေကိုဘေးဖယ်ထားပြီးတော့တယောက်နဲ့တယောက်မျှဝေကူညီပေးကြမယ်ဆိုရင်ဒီခက်ခဲတဲ့ချိန်ကြီးကိုအားလုံးလည်းတူတူဖြစ်ကျော်နိုင်ကြမယ်လို့ယုံကြည်ပါတယ်။လက်ရှိချိန်မှာကြောင်းမျိုးကြောင့်ကယ်ဆယ်ရေးနဲ့ကူညီတဲ့ကြက်စံနိုင်တဲ့အတွက်ဒီသူတွေချင်းချင်းရိုင်းပင်းကူညီပြီးတယောက်နဲ့တယောက်ဆောက်ရှောက်ပေးကြပါလို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။အားလုံးပဲအန်တီယာကအောင်ယူဆိုင်ကြပါမိသားစုတွေချစ်သူခင်သူတွေနဲ့အန်တီယာကင်းကင်းနဲ့ပြန်လည်ဆုံစည်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။